ကျွန်တော်တို့စစ်ကိုမလို့ဒါပေမဲ့ဘာလို့ဖန်တီးနေကြတာလဲညီကိုမောင်နှမတွေစဉ်းစားဖူးကြရဲ့လားကျွန်တော်တို့အကုန်စစ်ကိုကြောက်ကြတယ်လူတွေတင်ဆုံးနေတာမမြင်ချင်ဘူးမီးလောင်ပြီးပျက်စီးနေတဲ့အဆောက်အဦတွေပြီးတော့အရန်ကျက်လောင်တဲ့ဘုံတန်တနက်တန်တွေနဲ့ဖျက်ဆီးနေတဲ့အရာတွေကိုဒီကဘာပေါ်မှာဘယ်သူမှလိုချင်ကြမှာမဟုတ်ဘူးဒါပေမဲ့စစ်ဆိုတာဘာလို့ဆက်ဖြစ်နေတာလဲမင်္ဂလာပါကျွန်တော်နာမည် Boys ပါဒီနေ့ podcast လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ A Day of Light ရဲ့အစီအစဉ်လေးမှာကြာလာတဲ့ခေါင်းစဉ်လေးကကျွန်တော်တို့စစ်ကိုမလိုဘူးဒါပေမဲ့ဘာလို့ဖန်တီးနေကြတာလဲလူသားတိုင်းရဲ့ပါဇက်ကနေပြီးတော့အမြဲပြောလေးရှိတယ်ဗောနော်ကျွန်တော်တို့စစ်ကိုမလိုဘူးဒါပေမဲ့လည်းဒီနေ့ခေတ်ထိကဒီစကားတွေအမှန်ဖြစ်မနေဘူးဗောနော်မျက်ရည်ကျကြရတယ်ဗောလူတွေတေဆုံးသွားတဲ့ခါမျိုးတွေပျက်စီးပြီးတော့ကလေးတွေရဲ့အနာဂတ်ကိုတွေးကြည့်ရင်လည်းလူတွေကမျက်ရည်ကျကြတယ်ဒါပေမဲ့ဒီစစ်ပွဲတွေကတော့ရက်တက်မနေဘူးတကယ်တမ်းကျတော့ဒီလူတွေကိုကိုကြောက်တဲ့ຢာတွေကိုဘာလို့ကိုယ်တိုင်ဖန်တီးနေကြတာလဲလို့ကျွန်တော်တို့လည်းမေးကြည့်နေပါတော့ကျွန်တော်တို့ကစစ်ကိုကြောက်ကြတယ်ကာကွယ်ရေးစစ်သားတွေလောက်တယ်မဟုတ်ဘူးမိခင်တွေကလေးတွေမိသားစုတွေပါဆုံးရှုံးနိုင်တယ်ဆိုတော့လူတိုင်းသိကြတယ်အိမ်မက်တွေကိုဖျက်ဆီးခံရတယ်ကျွန်တော်တို့ရဲ့ရည်တန်တွေကိုတိတ်ဆိတ်မှုတွေအစားထိုးပစ်တယ်ဒါဆိုရင်ဘာလို့များလူတိုင်းမှာငြိမ်းချမ်းရေးလိုချင်တဲ့စိတ်တွေရှိပေမဲ့ငြိမ်းချမ်းရေးကဘာလို့အနိုင်မရသေးတာလဲတကယ်တမ်းကကြောက်ရွံ့မှုတွေကကိုယ်ဆုံးဖြတ်ချက်ကိုမထိချုပ်ဘူးအာဏာကိုမထိချုပ်နိုင်ဘူးလိုလားမှုကိုမထိချုပ်နိုင်ဘူးအတ္တကိုမထိချုပ်နိုင်ဘူးရလောဘကိုအခြေခံပြီးတော့ဖွဲ့စည်းလာတဲ့လူဖွဲ့စည်းတွေရဲ့ချမှတ်တဲ့မြင်းတွေလက်တစ်ဖက်ကအတန်မာဆုံးဖြစ်ချင်တဲ့သူတွေငွေကြေးကိုလိုလာတဲ့ပိုကိုးကွယ်ရအဖြစ်နဲ့တတ်မှတ်လာကြတော့ကဘာဆိုတာကိုရီနေထိုင်ရာမြေကြီးဆိုတာကိုမေ့ပြီးတော့ဖျက်ဆီးကြတယ်လူတိုင်းခိုလုံရကိုငါတူးတဲ့ခိုလုံရလို့တွေးလို့ငါဇွက်ကက်ပြီးတော့ဖန်တီးလာကြတော့မလိုအပ်တဲ့ပြန်ဆိုင်မှုကြီးကိုဖန်တီးပြီးအင်အားတစ်ခုကိုပြသရာကနေပြီးတော့စစ်ဆိုတာကလည်းရက်တက်မဲ့နေရာမျိုးမရှိသေးဘူးဖြစ်နေတယ်အရန်တန်မှုကြီးတဲ့အရာတစ်ခုကိုပါလူသားတွေကမေ့နေတာဘာလဲဆိုတော့ကိုချင်းစာနာမှုပါကိုချင်းစာနာမှုမရှိတာနဲ့မြပြဿနာတစ်ခုချင်းစီတိုင်းရဲ့မိစားကကြီးလာမှာပဲအမိုက်ကစားတဲ့မိကပြတ်သက်ထိလောင်မှတော့နိုင်ငံတနိုင်ငံအထိဖြစ်လာလေရောလူတွေရဲ့လူလားမှုဆန္ဒဆိုတဲ့အရာထဲမှာလောဘတွေများလာတော့စင်မီဆိုတာကြီးကိုလည်းကိုယ်တိုင်မွေးမိနေပြီဆိုတာကိုလည်းကိုယ်တိုင်သိကြမှာလည်းမဟုတ်ဘူးတချို့စီးမြင့်တွေပေါ်မှာထိုင်နေကြတဲ့သူတွေကလည်းလုံမိသမျှမကောင်းမှုတွေကိုဖုံးကွယ်ချင်တာနဲ့ပဲတမင်မိစားကိုဖန်တီးကြတယ်လူတွေကအရက်အတက်ကျူးတော့အယူဖြစ်ကြတယ်ဗျစစ်ဆိုတာလူတွေကိုဖျက်ဆီးတဲ့ຢာလေနော်နားလည်မှုမရှိတော့တာနဲ့မုန်းတီးမှုတွေများလာပြီးအလိုကြီးလာတာလည်းမျှအာဏာဆိုတာကိုတုံပြီးတော့မှပြဿနာကိုစတင်ကြတာစစ်ပွဲတွေကနေစလာတဲ့လူတွေကအမြဲလှည့်စားခံရတာပဲစကလုံးတွေတိုင်းရဲ့နောက်ွယ်မှာစစ်ပွဲတွေကိုဖန်တီးနေတဲ့သူတွေရဲ့ရည်ရွယ်ချက်ကတော့ရှိပြီးသားပဲကမ္ဘာလူဦးရေထိခိုက်မှုရှိမယ် generation မျိုးဆက်တစ်ခုရဲ့နာဂတ်တွေပျက်စီးသွားပဲလူတွေတိတ်ဆုံးတာနဲ့တင်မဟုတ်ဘူးတယောက်ယောက်ရဲ့ကဘာထဲကနေပြီးတော့ပျောက်ဆုံးသွားအောင်လို့ဖန်တီးထားတဲ့ theory တစ်ခုဆိုပြီးတော့စစ်ပွဲကိုတတ်မှတ်ထားတယ်စိတ်တန်ရာတွေပေးခဲ့မယ်ကြောက်ရွံ့မှုတွေပေးခဲ့မယ်ဆုံးရှုံးမှုတွေနဲ့ဒူနာဂတ်ကိုပြန်ခီးဆက်စေမယ်မတရားမှုတွေကိုပါထပ်ပြီးတော့အသက်ရှည်စေနေမယ်ဒါတွေကိုတည်ရတဲ့ဘာကြောင့်စစ်ကိုဖန်တီးနေကြသေးလဲပေါ့နော်စစ်ရှိရင်တော့ငြိမ်းချမ်းရေးဆိုတာလူတွေဖန်တီးနိုင်တဲ့အမှန်တရားတစ်ခုလည်းအမြဲတမ်းရှိတယ်ပြောင်းလဲမှုဆိုတာခေါင်းဆောင်တွေကပဲစတာမဟုတ်ပဲနဲ့လူသားတိုင်းရဲ့အတိတရားကနေစလာတာကိုလည်းလူတိုင်းလက်ခံတာကိုလို့တယ်ငြိမ်းချမ်းခြင်းတဲ့စိတ်တစ်ခုချင်းစီဟာစစ်ပွဲစီကိုတွားနေတဲ့လမ်းတစ်ခုချင်းစီကိုပြောင်းလဲပြနိုင်တယ်ဗျနောက်ဆုံးညီကုန်းလေးတစ်ခုကိုကျွန်တော်ပြောပါမယ်ကျွန်တော်တို့စစ်ကိုမလိုဘူးကျွန်တော်တို့ပျက်စီးမှုနဲ့တည်ဆုံမှုကိုကြောက်တယ်ဒါဆိုမိကုန်းလေးတစ်ခုအနေနဲ့ထပ်ပြီးမေးပြရစီစစ်ကိုဘာကြောင့်ဖန်တီးတာလဲမဟုတ်တော့ဘူးစစ်ကိုရက်ဖို့အတွက်ကျွန်တော်တို့ဘာလုပ်နေကြတာလဲအနာဂတ်ကိုကြောက်ရွံ့မှုကဘယ်တော့မှအဆုံးဖြတ်ပေးမှာမဟုတ်ဘူးဗျဒီတော့ဒီနေ့ပိုကောင်းတဲ့ရွေးချယ်မှုတွေလုပ်ပြီးတော့စစ်ကိုအမြန်ဆုံးရက်တက်ပြကြရအောင်ဒီနေ့ focus လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးကြပါဦးအတွေးခေါ်တစ်တွေနဲ့စစ်ပွဲတွေကိုရက်တက်ပြနိုင်သူများဖြစ်ကြပါစေနောက်တော့မှတွေ့ကြရအောင် peace